မင်္ဂလာပါဒီနေ့တော့ကြက်ဥကိုကျွန်တော်တို့ထူးထူးဆန်းဆန်းလေးအနေနဲ့ပုံစံတစ်မျိုးပြောင်းပြီးကြော်စားပါမယ်အရသာကတော့ကျွန်တော်အရသာမဟုတ်တစ်မျိုးကိုပဲထည့်ထားပါတယ်ဒဲအိုးတွေကိုစီအနှဲငယ်ထည့်ပေးပါဒီအရွက်နေရာမှာမိမိနှစ်သက်ရအရွက်ကိုလှုပ်လို့ရပါတယ်ကျွန်တော်ကတော့နန်းနန်းမင်းအရင်ကြိုက်တဲ့လူဖြစ်တဲ့အတွက်နန်းနန်းမင်းကိုအရင်ထည့်ထားပါတယ်ပြီးတော့ရင်ကြက်ဥတွေမှွေထားတဲ့ဟာကိုအခုလိုမျိုးထည့်သွားပေးပါအောက်ကမီးအပူချိန်ကတော့များလို့မရပါဘူးကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့ကြော်ရမှာပါနန်းနန်းမင်းအရင်ကြိုက်တဲ့အတွက်နန်းနန်းမင်းနဲ့ကြက်ဥနဲ့အရင်ယူလိုက်ဖတ်တယ်လို့အရင်ခံစားရပါတယ်ကြက်ဥကိုလုံးဝကျွတ်နေအောင်ကြော်သွားပေးပါလုံးဝကိုကျွတ်ကျွတ်မွမွလေးဖြစ်သွားပြီဆိုရင်တော့စားလို့ရပါပြီနန်းနန်းမင်းကြိုက်တဲ့လူတွေဆိုရင်တော့လုံးဝကိုကြော်စားကြည့်ပါအရင်စားလို့ကောင်းပါတယ်ကြက်ဥထဲမှာဒီလိုမျိုးအရွက်တစ်ခုခုအရွက်ကိုမလှီးဘဲနဲ့ဒီလိုအပင်လိုက်တိုင်းကြော်စားကြည့်ပါလုံးဝကို special ကောင်းပါတယ်ဒါကြက်ဥရဲ့ထူးခြားတဲ့ပုံစံတစ်မျိုးပါမိမိနှစ်သက်ရာဆော့အမျိုးမျိုးနဲ့တွဲစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်တောင်မှဒီလိုမျိုးကြော်စားပြီးတော့အရင်ကြီးကိုကြိုက်သွားပါတယ်နှစ်သက်ရအရွက်အမျိုးမျိုးနဲ့တွဲစားလို့ရတဲ့အတွက်ဒီလိုပုံစံမျိုးလေးကိုတစ်မျိုးလေးအနေနဲ့ပြန်ပြီးကြော်စားကြည့်ကြပါအရင်စားလို့ကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်